မင်္ဂလာပါဒူကာတီနဲ့ Lamborghini ပေါင်းပြီးထုတ်တဲ့ cycle အကြောင်းကိုဘရိုသိပြီးကြပြီလို့တော့ထင်ပါတယ်တကယ်လို့မသိသေးဘူးဆိုလို့ရှင်လည်းကျွန်တော်ဘောမှာတင်ပေးထားပါတယ်တွားပြီးလေ့လာကြည့်လို့ရပါတယ်ဒီနေ့ကျွန်တော်ပြပြပေးချင်တာကအဲ့ဒီ Panigale V4 Lamborghini နဲ့ Yoyo Panigale V4S ဘာတွေကွာခြားနေလဲဆိုတော့အဓိက mention လုပ်ပြီးပြပြပေးမှာဖြစ်ပါတယ်Okay ပထမဦးဆုံးအနေနဲ့ဆိုရင်ပေါ့နော်ဒီ cycle မှာသုံးထားတဲ့ carbon fiber အမျိုးအစားဒီ 12 texture fishbone ဆိုတဲ့ carbon fiber အမျိုးအစားကိုပြောတာပေါ့နော်သူကလှလဲပိုလှတယ်ခိုင်ခန့်မှုလည်းပိုပြီးရှိတယ်ပြီးတော့ဈေးလည်းပိုကြီးတာပေါ့နော်ရိုးရိုး carbon fiber နဲ့ရှင်အဲ့ဒီ carbon fiber တွေကိုသူ cycle ရဲ့တစ်စီးလုံး cover တွေမှာရောနောက်ပြီးတော့ဒီ swing arm cover တွေမှာရောပြီးလို့ရှိရင်ကျွန်တော်ဒီ exhaust cover တွေ engine cover တွေပြီးလို့ရှိရင်ကျွန်တော်ဒီအရှိ brake ကို cooling လုပ်ပေးတဲ့ pipe လေးတွေရောအစားဒီ carbon နဲ့ပဲလုပ်ပေးထားပါပေါ့နော်ဒီ cycle ဝယ်တဲ့လူတွေအတွက်ဘာတွေအပိုထပ်ပါအောင်မှလဲဆိုလို့ရှိရင် engine ရဲ့အဖုံးကိုပေါ့နော်ကျွန်တော်ဒီကလောက်အဖုံးမှာ original အဖုံးအပြင်နောက်ထပ် carbon fiber နဲ့လုပ်ထားတဲ့အဖုံးတစ်ခုထပ်ပါအောင်မယ်ပြီးတော့စီတိုင်ကြီးအပိတ်ကလည်း original အပိတ်အပြင်နောက်ထပ် racing fuel tank cap ဆိုတဲ့ဟာတစ်ခုထပ်ပါသေးတယ်ပြီးတော့ handle bar အစွန်းမှာတက်တဲ့ဘူတုံးလေးတွေလည်းအပိုထပ်ပါသေးတယ်ပြီးတော့တင်တို့ရဲ့မဟီတီတွေကပြောလို့ဆိုလို့မရဘဲနဲ့အနောက်ကနေဇွတ်လိုက်ချင်ပါတယ်ဆိုလို့ရှိရင်အနောက်ဖင်နိုင်ကုန်လည်းတက်လို့ရပါတယ်ပြီးတော့နံပါတ်ပြားအထိုင်ကြီးကိုဖြုတ်လိုက်လို့ရှိရင်အဲ့ညမှာအပေါက်ကိုပိတ်ဖို့အတွက်အပိတ်လည်းတစ်ခုပါပါသေးတယ်ပြီးတော့အိမ်ထဲမှာလလပပထောင်ထားဖို့အတွက် paddock stand တစ်ခုနဲ့သူ့ကိုအုပ်ထားဖို့အတွက် Lamborghini logo ပါတဲ့ဂဒီပါအစွတ်ကြီးတစ်ခုလည်းပါသေးတယ်အဲ့ထက်အပြင်ပုံမိုက်တဲ့ဟာဒူကာတီဘက်ကနေပြီးတော့မှထည့်ပေးလိုက်မဲ့ trophy တွေ ownership certificate တွေကိုလည်းရမယ်အပြင်သူ့ရဲ့ထုတ်ပိုးမှုပုံစံတခြား Panigale တွေနဲ့မတူဘဲနဲ့တစ်သားပုံးနဲ့လာမှာဖြစ်ပါတယ်အဲ့တစ်သားပုံးကအထူးထုတ် cycle တွေအတွက်ပဲဒူကာတီကတီးတန့်သုံးပေးတာဖြစ်ပါတယ်အဲ့ဒီပြင်တင်က dealer စီကနေ direct ဝယ်ရသူဖြစ်တယ်ဆိုလို့ရှိရင်တင်ရဲ့နာမည်နဲ့ cycle chassis number ကိုပေါင်းပြီးတော့မှ first owner ဖြစ်ကြောင်း official certificate နောက်ထပ်တစ်ခုကိုလည်းထပ်ပြီးရအောင်မှာဖြစ်ပါတယ်အားလုံးကိုအနည်းပြန်ချုပ်ရလို့ရှိရင် Panigale V4 ကအစကတည်းက safety တွေ performance တွေကောင်းလို့ထိပ်တန်းဖြစ်နေတဲ့ cycle တစ်စီးကိုအခု Lamborghini နဲ့ပါထပ်ပေါင်းပြီးတော့ပိုပြီး luxury ဖြစ်အောင်ပိုပြီးတော့မှ design တွေမိုက်သွားအောင်လုပ်လိုက်တဲ့အခါကျတော့ပတ်စံဆောင်ရင်ချမ်းသာတဲ့ collector တွေအတွက်ကတော့မျက်စိကျစရာပစ္စည်းတစ်ခုဖြစ်သွားတယ်ပေါ့နော်ကျွန်တော်နိုင်ငံမှာရောဒီ cycle ကိုဘယ်သူတွေကတကယ်အစစ်အမှန်ပိုင်ဆိုင်ကြမလဲဆိုတာကိုကျွန်တော်ရင်ခုန်စွာစောင့်စားရင်းနဲ့ပဲအဲ့ဒီပိုင်ရှင်တွေအတွက်လည်းကျွန်တော်ကဂုဏ်ယူနေတယ်ဆိုတဲ့အကြောင်းကိုဒီနေ့ကနေပြီးတော့မှပဲကျွန်တော်ပြပြချင်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာထပ်ပြီးဆုံတွေ့ပါအောင်မယ် Ducati forever